Hello မင်္ဂလာပါဗျာကျွန်တော်ကတော့ဘန်ကောက်ကနဲ့ဝင်းဗျာကျွန်တော်ကနေရပ်ပေါင်း120ရဲ့ challenge လုပ်နေပါတယ်ခင်ဗျာဘာတွေအတွက်လဲဆိုတော့ကိုယ့်ရဲ့မှာ addiction တွေဖျက်ချဖို့အတွက် weed addiction တွေပါတယ်ပြီးရင် smoking တွေ alcohol habit တွေပါတယ်ပြီးရင်ကျွန်တော်ပုံစံကြည့်မှပြောချင်တာပြောလို့ရပါတယ်ကျွန်တော်လောစင်ကတော့ကျွန်တော်မှလောက်ရတဲ့အကြောင်းကျွန်တော်ခံခဲ့ပြီးတနေ့နဲ့3နှစ်ခံခဲ့ပြီးတော့ထပ်မရတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာကျွန်တော်ဟိုနှစ်3နှစ်ဗီဒီယိုတွေမှာကျွန်တော်စလေးတွေပါတယ်တောက်တည်တဲ့အချိန်ကလေးက3နှစ်လောက်ရှိနေပြီစလေးတောက်နေတာအခုချိန်ဒီမဖြတ်နိုင်သေးဘူးပေါ့နော်အဲ့ဒါကျွန်တော်ဖြတ်မယ်ပြီးတော့အခုချိန်ဘာပဲ addiction တွေပဲလာအားလုံးကိုချုပ်ဖောက်မယ်ရက်120အတွင်းမှာကျွန်တော်ဘောကကျွန်တော်ပြောင်းလဲအောင်လုပ်မယ်ကိုကြီးတို့ကျွန်တော်နဲ့အတူတူလိုက်ပေးဖို့ကျွန်တော်ကြိုးစားပါတယ်